ဒီ chapter ရဲ့စမှာတော့ကိုနိုဟာရွာကိုလိုက်ပြထားပြီးတော့ကာဝါကီနဲ့ရှီကာမာရူတို့စကားပြောနေကြပါတယ်။ရှီကာမာရူကတော့ပြဿနာတွေအပြီးမှာအာမာဒိုကကာဝါကီရဲ့ခန္ဓာကိုယ်ထဲမှာကာမာထဲခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မေးမြန်းနေတာလည်းဖြစ်ပါတယ်။ကာဝါကီကိုယ်တိုင်ကလည်းဒီကိစ္စကိုမသိဘဲနဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုပြုပြင်တော့ကလှုပ်ခဲ့တာဖြစ်မယ်လို့ဆိုပါတယ်။ရှီကာမာရူကလည်းဒီကိစ္စအပြင်သူထင်တဲ့ကိစ္စတစ်ခုကိုလည်းတလက်စာတွေကိုပြောလိုက်ပါသေးတယ်။ဒါကတော့အာမာဒိုအနေနဲ့ကာမာပြန်ထည့်ပေးတယ်ဆိုတာကကာဝါကီကိုကူညီပေးအောင်တက်နဲ့ပဲမဟုတ်ဘူးလို့ထင်နေတာဖြစ်ပါတယ်။အာမာဒိုလိုမျိုးလူတစ်ယောက်ကသူ့အတွက်ကိုအကျိုးမရှိဘဲနဲ့ဒီလိုကိစ္စမျိုးကိုလုံးဝမဟုတ်တာကြောင့်ရှီကာမာရူရဲ့ထင်မြင်ချက်ကမှန်တယ်လို့ပြောရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့သူဘာရည်ရွယ်ချက်နဲ့ကိုလုပ်ခဲ့လဲဆိုတာကိုထင်မိတာရှိလားဆိုပြီးတော့မေးတော့ကာဝါကီကလည်းမပြောတတ်ပါဘူး။ဒါပေမဲ့လည်းအခုချိန်မှာအာမာဒိုကရန်သူနောက်ကိုပါသွားပြီဖြစ်တာကြောင့်သူ့ရဲ့ရည်ရွယ်ချက်ကအရေးမကြီးတော့ဘဲနဲ့မကြခင်ကိုတည်ဆုံသွားတော့မှာပဲဆိုပြီးတော့ကာဝါကီကဆိုလိုက်ပါတယ်။အနားမှာလည်းနာရူတိုရှိနေတာကြောင့်သူ့ရဲ့သားဖြစ်ကိုမှတတ်မှတ်ထားတဲ့ကာဝါကီဒီလိုမျိုးစကားမျိုးပြောတာကိုဝင်ရောက်ပြီးတော့တားဆီးလိုက်ပါတယ်။ကာဝါကီကတော့တားလိမ့်မှာပြီးစကားနားမထောင်ဘဲနဲ့ရှီကာမာရူကိုတော့မှခမည်းဖြစ်စေချင်တာတွေကိုကုတ်ကလှုပ်ပေးသွားပြီးဖြစ်တာကြောင့်ဝမ်းသာနေတယ်မလားဆိုပြီးတော့ပြောလိုက်ပါသေးတယ်။ရှီကာမာရူအနေနဲ့ကတော့အာမာဒိုရွာကိုရောက်လာတဲ့အချိန်ကတည်းကသဘောမကျခဲ့တဲ့သူဖြစ်တာကြောင့်ဒီလိုမျိုးတွေးမယ်လို့ပြောတာဖြစ်ပါတယ်။ရှီကာမာရူကလည်းစိတ်ဆိုးသွားပြီးတော့အရှိကိုတိုးလာတာကြောင့်နာရူတိုကတော့တားထားလိုက်ရပါတယ်။နေရာမှာပဲကိုအဆောင်ကအခန်းထဲကိုရောက်လာခဲ့ပါတယ်။အခုလိုမျိုးအရေးကြီးတဲ့နေရာကိုလာပြီးတော့နှောက်ယှက်ရတာကြောင့်တောင်းပန်လိုက်ပြီးတော့ရှီကာမာရူစီကိုဖုန်းလာတယ်လို့ပြောလာတာဖြစ်ပါတယ်။နောက်ပြီးတော့အာမာဒိုထန်ကားလို့အတီးပေးလိုက်တာကြောင့်ထိတ်လန့်သွားရပါတယ်။ဖုန်းပြောကြတဲ့အချိန်မှာတော့အာမာဒိုကစတင်ပြီးတော့ရှီကာမာရူကိုထင်းကောလိုက်ပြီးတော့သူ့အသက်ရှင်နေသေးကြောင်းတတိပေးလိုက်ပါတယ်။ရှီကာမာရူကလည်းအံ့ဩသွားခဲ့ရပြီးတော့အခြေအနေတွေကိုဆက်တိုက်ကိုမေးပါတယ်။အရင်ဆုံးကိုရုံးလို့မေးလိုက်ခဲ့ပြီးတော့သူ့ရဲ့လက်သေးမှတ်တွေကိုတတိထားဖို့လည်းတခါတည်းကိုပြောလိုက်ပါတယ်။အာမာဒိုကတော့ဒါတွေကိုစိတ်မပူဖို့နဲ့သူ့အားလုံးကိုဖြည့်ရှင်းပြီးလို့ဆိုပါတယ်။အခုချိန်မှာအာမာဒိုကနှင်းတိုင်းပြည်ရဲ့အစွန်ဖျားဘူဒိုင်ယုံတစ်ခုမှဖြစ်ပြီးတော့ကိုနိုဟာကိုပြန်ရောက်ဖို့ကိုတော့3-4ရက်လောက်ကိုကြာမယ်လို့ဆိုပါတယ်။နောက်ပြီးတော့ကုန်းနဲ့အီတာတို့လမ်းခွဲလိုက်ပြီးဖြစ်တဲ့အကြောင်းကိုပါသတိပေးလိုက်တာရှီကာမာရူကတော့ဝမ်းသာသွားပေမဲ့လို့တခါတည်းမှာအီတာကရွာနဲ့ကိုမှပူပေါင်းဖို့ကိုဆုံးဖြတ်ထားပြီးဖြစ်တာကြောင့်အတီးပေးလိုက်တာကြောင့်ရှီကာမာရူကတော့မျက်လုံးပြူသွားခဲ့ရပါတယ်။အာမာဒိုကတော့သူမအတွက်နေစရာကောင်းကောင်းစီစဉ်ပေးတာကောင်းလိမ့်မယ်လို့ဆိုတာကြောင့်ရှီကာမာရူကတော့ဒီကိစ္စကိုခဏထားလိုက်ပြီးတော့နောက်ထပ်သူနဲ့အတူရှိနေတဲ့ရန်သူတယောက်ကိစ္စကိုပြောပါတယ်။အာမာဒိုကလည်းဒီမွန်ကိုပြောလာတာဆိုပြီးတော့အဲ့ဒီကောင်လေးကလည်းအီတာရဲ့မောင်လေးဖြစ်တာကြောင့်သူ့ကိုကြီးခြံထားလို့မရဘူးလို့ဆိုလိုက်ပါတယ်။အာမာဒိုတယောက်တည်းကိုဆုံးဖြတ်ချက်တွေချနေတာကိုရှီကာမာရူကလည်းမိမဒီလိုမျိုးလုံးပိုင်ခွင့်အာဏာတွေမရှိဘူးလို့ဆိုလိုက်ပေမဲ့အာမာဒိုကတော့ဒီလိုမျိုးဆုံးဖြတ်ခွင့်ကသူ့မှမရှိဘူးဆိုပေမဲ့ရှီကာမာရူမှလည်းရှိမနေပြန်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အီတာကတော့ဆုံးဖြတ်ချက်ချလိုက်ပြီးတာနဲ့သူတို့အားလုံးကတော့လုံရမှာဖြစ်တာကြောင့်တတိထားဖို့ဆိုပါတယ်။နောက်ပြီးတော့ကိုယ့်ရဲ့ limiter တွေကိုဖြုတ်ပေးလိုက်ရပြီဖြစ်တာကြောင့်အရင်ထက်ပိုပြီးတော့အန်နီရများလာပြီဆိုပေမဲ့အီတာသာသူ့ဘက်မှာရှိမနေဘူးဆိုရင်တော့ပို့ပြီးတော့အားနေသွားစီမှလည်းဖြစ်ပါတယ်။နောက်ပြီးတော့ဒီမိုနဲ့အီတာတို့ရဲ့စွမ်းအားတွေကိုရွာဘက်ကိုပေါင်းလိုက်မယ်ဆိုရင်ကုတ်လောက်ကစားဖွဲ့စရာမလိုတော့ဘူးလို့ဆိုပါတယ်။နောက်ပြီးတော့မင်းနဲ့ရုံလေးတွေနဲ့ကစားရတာကိုကြိုက်တယ်မလားဆိုပြီးတော့ကိုရီဘက်ကစွမ်းအားတာနေချောင်းကိုတဲဝိုက်ပြီးတော့ပြောလိုက်ပါတယ်။ဒါကြောင့်မလို့ရှီကာမာရူကတော့ဖြစ်ခဲ့တာတွေကိုလက်ခံလိုက်ပြီးတော့ရွာကိုအမြန်ပြန်လာဖို့တာမှားလိုက်ပါတယ်။ဖုန်းချပြီးတော့တဲ့အခါမှာတော့အီတာကသူမတို့ကိုနှဲရုပ်လို့ပြောတာကြောင့်အာမာဒိုကိုစိတ်ဆိုးနေပါသေးတယ်။အာမာဒိုကတော့ကြည်ကောင်းအောင်ပြောတာပါလို့ပြန်ဖြေတာကြောင့်အီတာကတော့ဒီလိုမျိုးစကားတွေကိုအသုံးပြုပြီးတော့သူမနဲ့ကာဝါကီနီးစပ်လာအောင်လို့ကြိုးစားပေးတာကပိုကောင်းလိမ့်မယ်ဆိုပြီးတော့ချင်းချောက်လိုက်ပါတယ်။ဘာလို့လဲဆိုရင်တော့သူမကိုလူသားတိုင်းကိုအလိုလိုစွမ်းဆောင်နိုင်နေအောင်လို့ပြုလုပ်ပေးထားတာဖြစ်တာကြောင့်ဆေးရှိတဲ့အတိုင်းဆိုရင်တတ်လိုက်ပြီလို့ဆိုပေမဲ့လို့အခုလိုမျိုးခွင့်လွှတ်ထားတာကအခွင့်အရေးပေးတာလို့ဆိုလိုက်ပါတယ်။ဒီလိုနဲ့ကိုနိုဟာကညံကြီးရှင်ရှီကာမာရူရောအတော်ဆုံးသိပ္ပံပညာရှင်အာမာဒိုယောဂကိုကတက်ဆိုင်ရာဖိစီးမှုတွေနဲ့စတင်ပြီးတော့ကြုံတွေ့ရပြီလေဖြစ်ပါတယ်။ဒီနေရာမှာရှီကာမာရူကိုအတော်လေးကိုချီကျူလို့ရပါတယ်။ဘာလို့လဲဆိုရင်တော့အီတာနဲ့ရင်ဆိုင်တဲ့အချိန်တုန်းကညှို့ယူမခံလာရအောင်လို့တောက်ခံထားနိုင်ခဲ့တာတွေအခုချိန်ထိကိုမှဆုံးဖြတ်ချက်တွေကိုအမှန်ကန်ကိုလုံနိုင်ခဲ့တာတွေကြောင့်လည်းဖြစ်ပါတယ်။ဘာလို့မှန်ကန်ဆုံးဖြတ်ချက်တွေကိုချနိုင်တာလဲဆိုတာကိုပြောရမယ်ဆိုရင်တော့နောက်ထပ်ပန်နယ်မှာပဲတာဝန်ကနေခဏအနာပေးထားတဲ့အဖွဲ့ခွင့်ကိုပြန်လည်ဆင့်ခေါ်လိုက်တာကြောင့်လည်းဖြစ်ပါတယ်။ကိုနိုဟာရဲ့လက်ရှိအင်အားအကြီးဆုံးသူကိုပြပါဆိုရင်တော့ကာဝါကီဖြစ်ပြီးတော့သူ့ကိုထိန်းနိုင်မယ်တန်းတူစွမ်းအားရှိတဲ့သူဆိုရင်ပိုရိုတိုပဲဖြစ်ပါတယ်။ဒါပေမဲ့အဖွဲ့ခွင့်လို့ပြောလိုက်မယ်ဆိုရင်တော့ကာဝါကီရဲ့ပြဿနာကိုထိန်းသိမ်းနိုင်မဲ့အပြင်အခုသူတို့ကြုံတွေ့ရတော့မဲ့အီဒါရဲ့ညှို့ယူနိုင်စွမ်းကိုပါလွန်ဆိုင်နေတဲ့တယောက်ထဲသောသူဖြစ်တဲ့ပိုရိုတိုကိုရွေးချယ်လိုက်တာကအကောင်းဆုံးအဖြစ်ပဲဖြစ်ပါတယ်။ဇလန်မာရောရှီကာမာရူကနာရူတိုကိုရောကာဝါကီကိုရောအပြင်ကိုမှအဖွဲ့ခွင့်ကိုပါလာရောက်ခဲ့ဖို့ကိုခေါ်လိုက်ပါတယ်။ဥစုမာကီအိမ်တော်မှာတော့ပိုရိုတိုကသူ့ရဲ့တန်ရာကိုစစ်ဆေးကြည့်နေပြီးတော့အိမ်ကနေတာဝန်ကိုထွက်လာဖို့အတွက်ကိုပြင်ဆင်နေပါတယ်။ဒါပေမဲ့လို့ဟီနာတာကတော့မသွားခင်မှာရောက်ရှိလာတာကြောင့်သူတို့အဖွဲ့တာဝန်အတွက်ကိုပြန်လည်ဆင့်ခေါ်ခံရကြောင်းတတိပေးလိုက်ပါတယ်။ဟီနာကလည်းကောင်းတာပေါ်ဆိုပေမဲ့လို့မျက်ရည်တွေကကျလာတာကြောင့်ဘရူတိုကိုဒီလိုမျိုးတာဝန်သွားကန်နေမှမလုပ်တင်တာကြောင့်နောက်ထပ်ဒီလိုမျိုးဖြစ်လာမှာကိုမိခင်တယောက်အနေနဲ့ကိုစိတ်ပူနေတာလည်းဖြစ်ပါတယ်။ငိုကြွေးနေတဲ့မိခင်ကိုစိတ်ပူစရာမရှိကြောင်းရှင်းပြနေပြီးတော့ဒီလိုမျိုးသူတို့စကားပြောနေတာကိုဟီမာလီကတော့ချောင်းပြီးတော့နားထောင်နေပါတယ်။ဘရူတိုကတော့အိမ်ကိုပြန်လာမယ်လို့ခရီးပေးပြီးတော့အိမ်ကနေကိုထွက်လာတဲ့အခါမှာပတ်ဝန်းကျင်တစ်ခုလုံးကရက်တက်သွားခဲ့ပြီးတော့မမိုရှိကီပေါ်ထွက်လာပြန်ပါတယ်။မမိုရှိကီကိုမြင်တဲ့အခါမှာတော့ဘရူတိုကအရင်လိုမျိုးထိတ်လန့်မနေတော့ဘဲနဲ့ကပားကောင်တောင်လို့တော့မှခေါ်ခံလိုက်ရပါတယ်။
ပြန်ဝင်စားလို့မရတော့ဘူးဖြစ်တာကြောင့်ဘာလို့တွေ့ကက်နေသေးလဲဆိုပြီးတော့မေးလိုက်တဲ့ခါမှာတော့မမိုကစိတ်တူသွားခဲ့ပြီးတော့အနာဂတ်မှာစိတ်ပျက်စရာတွေကိုကြုံရမှာတည်နေပေမဲ့ဘာလို့လက်မလျှော့သေးတာလဲဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့တချင်ကြရင်အရာအလုံးကိုဘရိုတိုဆုံးရှုံးသွားရမှာဖြစ်တာကြောင့်အဲ့ဒီအချိန်ကျရင်ဘရိုတိုအသက်ရှင်နိုင်ဖို့မျှော်လင့်ချက်မရှိတော့ဘဲနဲ့ခန္ဓာကိုယ်ကိုမိုမိုရှိကီကဝင်ရောက်ထိန်းချုပ်ပြီးတော့ဥစုမာကီဘရိုတိုအနေနဲ့နေထိုင်သွားမယ်လို့ဆိုတဲ့အခါမှာတော့ဘရိုတိုကလည်းထိတ်လန့်သွားခဲ့ရပါတယ်ဒီတော့မှမိုမိုရှိကီကသူ့အနေနဲ့ပြန်လဲဝင်စားလို့မရတော့ဘူးဆိုပေမဲ့လို့တကယ်လို့ဘရိုတိုနဲ့အသက်ရှင်ခြင်းစိတ်တာကုံဆုံးသွားမယ်ဆိုရင်ခန္ဓာကိုယ်ကိုထိန်းချုပ်လို့ရသေးတယ်လို့ဆိုပါတယ်ဒီလိုမျိုးစကားတွေကိုပြောလိုက်တာကြောင့်ဘရိုတိုစိတ်ဆိုးသွားခဲ့ပြီးတော့မင်းကိုပျောက်ကွယ်အောင်လို့လုပ်ပြမယ်ဘာညာနဲ့ကိုဖျဲနေပေမဲ့လို့မိုမိုရှိကီကတော့မင်းရဲ့ကံကြမ္မာကဆုံးဖြတ်ပြီးသားဖြစ်တာကြောင့်အဲ့ဒီနေ့ကိုရောက်လာတဲ့အချိန်ကျရင်တိရမှာပါဆိုပြီးတော့ပြောသွားခဲ့ပါတယ်မကြခင်မှာသူ့ရဲ့နားကိုဆာရတာနဲ့မစ်ဆူကီကရောက်ရှိလာခဲ့ပေမဲ့လို့ဘရိုတိုကတော့တယောက်တည်းကိုအော်ဟစ်နေပြီးတော့သူတို့ရောက်ရှိလာပြီးတော့စကားတွေပြောနေတာကိုတော့မှမသိပဲနဲ့သူ့ရဲ့ကံကြမ္မာကိုသူဆုံးဖြတ်မယ်ဆိုပြီးတော့တာဝန်လုပ်ဖို့အတွက်ကိုထွက်သွားခဲ့ပါတယ်သူတို့ကိုဂရုမစိုက်ပဲနဲ့အော်ဂျင်နာတွေကိုအော်ပြီးတော့လှုပ်ချင်တာတွေလှုပ်သွားတာကြောင့်ဆာရတာကတော့စိတ်ဆိုးပြီးတော့ကြံခဲ့ပါတယ်မစ်ဆူကီကတော့သူကတည်ပြီးတော့ပြန်ရှင်လာတာပဲဖြစ်ဖြစ်ဦးဆူဆူကီဖြစ်သွားတာပဲဖြစ်ဖြစ်ဘရိုတိုကတော့ဘရိုတိုပါပဲလို့ဆိုလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကလည်းနောက်ကနေကိုလိုက်သွားကြပြီးတော့အဖွဲခွနဲ့ဟာတာဝန်ထမ်းဆောင်ဖို့အတွက်ကိုအဆင်သင့်ဖြစ်နေပြီလေဖြစ်ပါတယ်တစ်ဖက်မှာတော့ကုတ်ကဘတ်ကိုနေရာတစ်ခုစီကိုခေါ်သွားခဲ့ပြီးတော့ဒီနေရာကဆာစကေရောက်လာပူခဲ့တဲ့အိုဆူဆူကီရဲ့ဆမ်ဘယ်ရီထားတဲ့နေရာလေးဖြစ်ပါတယ်နောက်ပြီးတော့ကုတ်ရဲ့ပြောစကားအရာကတော့ဒီနေရာကအချိန်နေရာပြောင်းကျေးဇူးနဲ့ပဲလာလို့ရမှာဖြစ်ပြီးတော့ဂျီကန်သူ့ကိုတစ်ခါခေါ်လာတော့ကလက်သေးမှတ်နဲ့ကိုထားပြီးတော့အသွားပြန်လုံနေခဲ့တာလေးဖြစ်ပါတယ်ခဏကြာမှတော့ဒီနေရာမှာဆင်မီးရှိနေတာကိုပြလိုက်ပြီးတော့ဘတ်ကတော့အခုမှမြင်မှုတာဖြစ်တာကြောင့်ထူဆန်းနေပါတယ်ကုတ်ကတော့ဒီနေရာကိုလာနိုင်တဲ့သူဖြစ်တဲ့ဆာစကေကမလုံနိုင်တော့ဘူးဆိုပေမဲ့လို့ဘရိုတိုတိုကတော့မကြခင်အချိန်နေရာပြောင်းကျေးဇူးကိုကျွမ်းကျင်သွားကြတော့မှဖြစ်တာကြောင့်ရောက်လာနိုင်လိမ့်မယ်လို့ဆိုပါတယ်ဘတ်ကတော့ကုတ်ကိုအခုအချိန်မှာတယောက်တည်းကိုဖြစ်သွားပြီဖြစ်တာကြောင့်ဘာလို့မှလဲဆိုပြီးတော့မေးလိုက်ပြီးတော့ကိုကတော့ဒီမွန်ကိုရှုံးနေခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှကိုစိတ်ထဲကိုရှိမနေပဲနဲ့သူဘာမှမဖြစ်ဘူးလို့သာဆိုလိုက်ပါတယ်ကုန်းနေနဲ့သူ့ရဲ့တာဝန်ကိုဆက်ပြီးတော့လှုပ်ဆောင်နိုင်မယ်လို့ယုံကြည်နေတာကြောင့်အခုလိုမျိုးပြောနိုင်တာဖြစ်ပါတယ်ဒီကိစ္စတွေကိုခဏထားလိုက်ပြီးတော့ဆယ်မီကိုအသုံးဝင်တဲ့အရွယ်စားဖြစ်တဲ့အထိကိုချိန်ကြီးကြလိုက်ရအောင်လို့ပြောလိုက်ပါတယ်နောက်ပြီးတော့သူ့ရဲ့လက်သေးအမှတ်တွေကိုလည်းအသုံးပြုလိုက်ပြီးတော့ဆယ်မီရဲ့ခန္ဓာကိုယ်ကိုရှစ်ပတ်လိုက်ပါတယ်စတင်အသုံးပြုလိုက်တဲ့ချိန်မှာလည်းလက်သေးအမှတ်6ခုပဲရှိပေမဲ့ခဏကြာမှပဲခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်နောက်ပြီးတော့သူ့ရဲ့လက်သေးအမှတ်တွေကလည်းခန္ဓာကိုယ်ရဲ့ကတွေနဲ့တန်မှုတ်ကိုနည်းနည်းလျှော့ပြီးတော့မှဖြစ်လာတာဖြစ်ပြီးတော့အစာတုန်းကတော့အသုံးပြုနိုင်တဲ့ပမာဏအကန့်အသတ်ရှိတယ်လို့လည်းဆိုလိုက်ပါတယ်ဒါပေမဲ့လို့အခုချိန်မှာတော့သူ့ရဲ့ limiter တွေကိုဖယ်ရှားလိုက်ပြီးဖြစ်တာကြောင့်ဒါတွေကိုအသုံးပြုနိုင်တဲ့ပမာဏကအကန့်အသတ်မရှိတော့ဘူးလို့ဆိုလိုက်ပါတယ်ဒီလိုနဲ့လက်သေးအမှတ်တွေပေါ်ကစူးကျုံတွေကကြီးလာတာကြောင့်ဘတ်ကတော့ဆယ်မီသေးလာပြီးတော့စူးကျုံတွေကြီးလာတဲ့ဆိုတာကိုသတိထားမိသွားခဲ့ပါတယ်ကိုကတော့ဆယ်မီဆိုတာတက်ရှိချာကရာတစ်ပင်ကြီးဖြစ်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ရဲ့ကချာကရာတွေကိုစူးကျုံတွေကနေတဆင့်ကိုညှစ်ထုတ်နေတာလို့ဆိုလိုက်ခဲ့ပါတယ်မကြာခင်မှာပဲကြီးမားတဲ့စူးကျုံတွေကပဲ့ကျလာပြီးတော့တက်ရှိအကောင်တွေဖြစ်ကုန်မှပြောင်းလာခဲ့ပါတယ်ခဏကြာမှပဲအကောင်တွေအများကြီးဖြစ်လာခဲ့ပြီးတော့ batch on နေတဲ့အချိန်မှာပဲအကောင်တစ်ကောင်ကနေပြီးတော့အနာကနောက်ထပ်တစ်ကောင်ရဲ့ခန္ဓာကိုယ်ပေါ်ကလက်သေးအမှတ်ကိုတိုးဝင်သွားပြီးတော့နောက်ထပ်လက်သေးအမှတ်တစ်ခုစီကနေကိုထွက်လာခဲ့ပါတယ်ဒီကောင်ထွက်လာတဲ့လက်သေးအမှတ်ကိုကြည့်ရတာကုတ်တင်နေရကိုလာဖို့အတွက်ကိုထားခဲ့တယ်ဆိုတာဖြစ်ဖို့များပါတယ်ဒီလိုနဲ့ဒီကောင်တွေကလည်းလက်သေးအမှတ်တွေကနေတဆင့်ကိုတွာလာနိုင်ကြောင်းသိလိုက်ရပါတယ်ဒီကောင်တွေကတော့ကုတ်ရဲ့ပိုသေးပြီးပိုသုံးဝင်တဲ့စစ်သားလေးတွေပဲဖြစ်ပါတယ်ဒီပိုင်းကတော့ဒီမှာနေမဲ့ပြီးဆုံးသွားပြီဖြစ်တာကြောင့်နောက်နေ့မှာကိုယ့်ရဲ့ချင်းချောက်လာမှုအန္တရာယ်တွေကိုနိုဟာရဲ့အချက်တွဲတွေကိုဆက်လက်ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ကြည့်ဒါဆိုရင်နောက်တစ်ပိုင်းမှာပြန်တွေ့ကြတာပေါ့လားဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်နော်။